ဒီမိမကတော့ထူးဆန်းဆန်းပဲသူ့ယောက်ျားကိုနောက်မိမအတင်းယူခိုင်းနေပါတယ်နောက်ပြီးပါဇက်ကပဲတိုက်တွန်းနေရမို့ဖက်နောက်မိမထက်ယူဖို့ကိုဒရဇက်ကိုနားချနေတာပါဒါအပြင်ဒီလူကြီးဘက်ကခေါင်းကြီးလိုက်ပြီးဆိုတာနဲ့သူမိမကိုယ်တိုင်ဥဆောင်ပြီးမိမပါလိုက်တောင်းပေးသေးတာပါဒီလိုနဲ့ပဲအခုဆိုရင်သူ့မှာမိမ10ယောက်တောင်ရှိနေပါပြီအဲ့ဒီမိန်းမတွေအကုန်လုံးကိုလည်းသူမိန်းမကယူခိုင်းလို့ယူလိုက်ရတာပါပြီးတော့သူကမိန်းမပဲများတာမဟုတ်ပါဘူးအဲ့ဒီမိန်းမတွေလည်းရထားတယ်ကလေးရေတွက်ကလည်းများလွန်းလို့သူတော့မမတ်မိတော့ပါဘူးဒါပေမဲ့အရင်ကတော့သူဒီလိုမျိုးမိန်းမတွေအများကြီးရလာလိမ့်မယ်လို့စိတ်ကူးတော့မရင်ဘူးပါဘူးသူမိန်းမကဇွတ်ကိုတိုက်တွန်းလို့သာဒီလောက်အထိမရတွေအများကြီးယူပြသွားတာပါဒါဆိုဒီမိန်းမကတဝင်းလုံးဝမတူဘဲနဲ့ကိုနဲ့ယူထားတဲ့ယောက်ျားကိုနောက်မိန်းမဘာဖြစ်လို့အတင်းပေးစားနေရတာလဲသူတို့လင်မယားကြီးကြမှာကျွန်တော်မသိတယ်နောက်ွယ်ကလွှဲချက်တွေများရှိနေတာများလားကဲကျွန်တော်အခုပြောပြမှာကတော့ကင်ညာနိုင်ငံရဲ့မိသားစုဝင်အများဆုံးမိသားစုတစုအကြောင်းပါဒီလူကိုတော့ Category Mall လို့ခေါ်ကြပါတယ်အရင်ကတော့သူကမိန်းမတယောက်တည်းကိုပဲချစ်ခဲ့ပြီးအဲ့ဒီမိန်းမကိုပဲအတီလက်ထပ်ခဲ့တာပါဒါပေမဲ့သူ့ဘဝကိုစမ်းစင်ပုံစင်မိန်းမတွေအများကြီးရဖို့အကြောင်းဖန်လာပါတယ်အဲ့ဒါကတော့သူ့မှာ20နဲ့ချီပြီးပေါင်းလာတဲ့မိန်းမရှိရက်နဲ့အခြားမိန်းမလှလေးတယောက်ကိုယူမမို့ချစ်မိသွားရကနေပါအဲ့ဒီအကြောင်းကိုသူမိန်းမသိသွားတော့စိတ်မဆိုးတဲ့အပြင်အဲ့ဒီကောင်မလေးနဲ့ပေးစားဖို့အဆရရစီစဉ်ပေးပါတော့တယ်ပုံမှန်ဆိုဘယ်မိန်းမကမှဒီလိုမျိုးလုပ်ရမျိုးကိုခွင့်ပြုဖို့နေနေတာသိသွားရင်တော့အကြီးအကျယ်ရန်ချကြမှာပါဒါပေမဲ့ဒီလင်မယားကတော့ထူးခြားပဲမိသားစုတွေများလာတာကိုကြိတ်သဘောကျနေကြပါတယ်ပိုပြီးထူးဆန်းတာကသူမိန်းမဖြစ်လာတဲ့သူတွေကပါမင်းကလေးချောလေးတွေ့လို့ရှိရင်သူ့ယောက်ျားနဲ့လိုက်ချိတ်ပေးတာပါဒီလိုနဲ့တစ်ဖက်မင်းကလေးကသဘောတူရဆိုလို့ရှိရင်တော့လက်ထပ်ပေးရအထိပါလှုပ်လာတာပါဒီထဲမှာလူတွေကိုပါဇက်ဟောင်းသားဖြစ်သွားစေတာကသူအကြီးဆုံးကလေးနဲ့အငယ်ဆုံးကလေးကအသက်40ကျော်တောင်ကွာနေတာပါနောက်ပြီးအဲ့ဒီလောက်အထိမိသားစုဝင်တွေများလွန်းလို့နေကြအခက်ခဲစဖြစ်လာပါတယ်ဒါကြောင့်ပဲရွာတီးတန့်တယ်ပြီးမိသားစုတွေအကုန်လုံးကိုတနေရာထဲမှာနေဖို့လှုပ်လာရပါတယ်အဲဒီနောက်တော့လူတွေရဲ့ဆက်စုတာအပြစ်တင်တာကိုခံလာရပါတော့တယ်ယောက်ျားတစ်ယောက်တည်းကိုယူထားတာကိုရှက်ရကောင်းမှမသိဘူးလားဆိုပြီးအမျိုးမျိုးဝေဖန်လာကြတာပါဒါပေမဲ့လူတွေကဒီလိုမျိုးအာမနာတဲ့အပြစ်တွေပြောနေကြပေမဲ့ဒီမိန်းမတွေကြားမှာလူတွေမထင်ထားတာကရှိနေပါတယ်အဲ့ဒါကတော့တခြားသူတွေလက်ဖျားခါရတဲ့အထိအချင်းချင်းချစ်ကြရင်းနှီးကြတာပါသူတို့ကလေးတွေတစ်ခုခုဖြစ်လို့မိဘကိုခေါ်ရမယ်ဆိုလို့ရှိရင်တော့ဒီမိန်းမ8ယောက်လုံးတည်းကအားတဲ့သူကလိုက်ပေးကြပါတယ်ဒါကြောင့်သူတို့ကကိုကလေးသူကလေးမခွဲကြဘဲတန်းတူချစ်ပေးကြတာပါဒါပေမဲ့ဝမ်းထဲဖို့ကောင်းတာကကလေးတွေများလွန်းလို့အကုန်လုံးကိုကြောင်မထားပေးနိုင်ကြပါဘူးဒါကြောင့်ပဲအဖေဖြစ်သူမှာတိတ်ကိုပြင်းပြတဲ့ဆန္ဒရှိလာပါတယ်အဲ့ဒါကတော့သူသားသမီးတွေအပူပင်မရှိစတင်နိုင်မို့သူကိုယ်တိုင်စတင်ကြောင်းဆောက်ပေးချင်တာပါဒီလောက်တည်းမကသေးပဲသူ့အိမ်မက်တွေတနေ့မှဖြစ်ကိုဖြစ်လာရမယ်လို့ယုံကြည်နေပြီးတော့ကြောင်းဆောက်ဖို့ယင်းနှီးမြုပ်နှံမဲ့သူတွေရှိလာဖို့လည်းပျော်ပျော်ကြီးစောင့်ကြိုနေသေးတာပါဒီမိသားစုကတော့ပဝင်းကျင်ကဘယ်လိုပဲဝေဖန်နေပါစေသူတို့ပြောတဲ့ဘဝမှာအကောင်းဆုံးနေကြပါတယ်တကယ်တမ်းစဉ်းစားကြည့်ရင်သူတို့ကလူတိုင်းဝိုင်းကိုဘာဒုက္ခမှမပေးပဲကိုပြောရှင်လို့နေကြတာပါကျွန်တော်လည်းကိုအမှန်တကယ်ပြောရှင်တဲ့ဘဝကိုဘယ်သူ့မှမထိခိုက်ပဲနေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်းခီးသောဗီဒီယိုတွေအပြင်အားလုံးအတွက်အကျိုးရှိမဲ့ဗီဒီယိုတွေကိုပါဖန်တီးပေးနေတဲ့ Creative Buzz ကအောင်စုပိုင်ပါကိုစီဝါရေးအတွက်ပဲဖြစ်ဖြစ်ဗီဒီယိုကောင်းတွေကိုဖန်တီးတတ်ချင်ပဲဖြစ်ဖြစ် Creative Buzz Academy မှာသင်တန်းလာတက်လို့ရပါတယ်ခင်ဗျာအရေးချင်းရှိတဲ့သင်တန်းသားတွေကိုမွေးထုတ်ပေးနေတဲ့ Creative Buzz Academy မှာပြန်တွေ့ကြပါမယ်ခင်ဗျာ